အားလုံးပဲမင်္ဂလာပါရှင်ဆရာမကရွှေမိုးစာတာဘေးတင် page ကနေဘေးတင်ဝန်ဆောင်မှုတွေပေးနေပြီကုသိုလ်ရေးဘာသာရေးနဲ့ပတ်သက်တဲ့ဘ ഹു တုတလေးတွေကိုဝေမျှပေးနေတဲ့ဆရာမဒေါ်စုစုလှိုင်းပါရှင်ဆရာမဒီနေ့ပြောချင်တာကဆရာမဖွင့်လှစ်မဲ့ပြိဿကဇာတာအဟောပညာသင်တန်းအကြောင်းလေးပြောပြချင်ပါတယ်ဆရာမကသင်တန်းပတ်စဉ်9အထိဖွင့်ခဲ့ပြီးပြီဖြစ်ပါတယ်အဲ့ဒီသင်တန်းအမှတ်စဉ်9ကနေလည်းပဲပြိဿကဇာတာအဟောပညာကိုအသုံးချပြီးအသက်မွေးညောင်ပြုတ်နိုင်တဲ့သူတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်အခုတော့သင်တန်းအမှတ်စဉ်10ကိုဖွင့်မှာဖြစ်ပါတယ်အဲ့တော့ဆရာမရဲ့သင်တန်းမှာသင်ကြားမဲ့ပုံစံလေးက online ကနေသင်ပေးမှာဖြစ်ပါတယ်နော် online ကနေဆရာမကသင်ခန်းစာဗီဒီယိုလေးတွေကိုအပတ်စဉ်တနင်္လာဗုဒ္ဓဖူးတောက်ကြနေ့တွေမှာသင်ပေးမှာဖြစ်တယ်အဲ့တော့ပြီးရင်တော့နှစ်ပတ်ကိုတစ်ချိန်နော်မရှင်းတာနားမလဲတာပြန်ပြီးတော့မေးမြန်းဆွေးနွေးဖို့အတွက် Zoom meeting နဲ့ဆရာမကဒါရိုက်တွေ့ပေးမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုဖိုင်လေးတွေကိုမိမိအားတဲ့အချိန်မှာဖွင့်ပြီးသင်ယူနိုင်တဲ့အတွက်အချိန်မအားလက်တဲ့သူတွေအတွက်ပါအဆင်ပြေတဲ့သင်တန်းဖြစ်ပါတယ်အဲ့တော့ဒီသင်တန်းကိုတော့ဆရာမကပညာအရေးချင်းအသက်အရွယ်ကန့်သတ်ထားတာမရှိဘူးစိတ်ဝင်စားတဲ့သူဘယ်သူမဆိုတက်ရောက်နိုင်ပါတယ်နော်အဲ့တော့သင်တန်းတက်ရောက်မဲ့သူတွေအတွက်ဆရာမသင်ပေးမဲ့ပုံစံကဒီလိုသင်ထောက်ကူစာအုပ်ကလေးတွေကိုအခြေခံပြီးသင်သွားမှာဖြစ်ပါတယ်နော်ဒါကြောင့်သင်ထောက်ကူစာအုပ်ကိုလည်းပဲတက်ရောက်မဲ့သင်တန်းသားတွေကိုပို့ပေးသွားမှာဖြစ်တယ်အဲ့တော့သင်တန်းတက်မဲ့သူတွေအတွက်ကတော့ဆရာမကသင်ထောက်ကူစာအုပ်ကိုပို့ပေးတယ်လို့နော်အဝေးမှာရှိနေတဲ့သူတွေနော်ပြပမှာရှိနေတဲ့သူတွေနော်စာအုပ်ပို့ဖို့အခက်အခဲရှိတဲ့သူတွေကတော့အဲ့သင်ထောက်ကူစာအုပ် file ကို PDF file နဲ့ယူလို့ရပါတယ်အဲ့တော့သင်တန်းကြီးဆရာမသတ်မှတ်ထားတာကစာအုပ်အပါ3,200,000သတ်မှတ်ထားပါတယ်အဲ့တော့စာအုပ်မယူနိုင်ဘူး PDF file मेंယူမယ်ဆိုတဲ့သင်တန်းသားတွေအတွက်တော့သင်တန်းကြီး3,000,000ဖြစ်ပါတယ်နော်အဲ့တော့ဆရာမကိုသင်တန်းအပ်မယ်ဆိုရင်အဲ့တော့ဆရာမရဲ့ Telegram ဖြစ်တဲ့3998141413အဲ့ဒီကိုဆက်သွယ်ပြီးသင်တန်းအပ်လို့ရပါတယ်အဲ့တော့ဆရာမက Zoom meeting မှာလူ100ပဲဆန့်လို့သင်တန်းတစ်ခုကိုလည်းပဲဆရာမအများဆုံးလူ100ပဲလက်ခံပေးပါတယ်အဲ့တော့လူမပြည့်ခင်မိမိသင်တန်းအပ်နိုင်မှုရဲ့နောက်တစ်ခါသင်တန်းမဖွင့်ခင်စာအုပ်သင်ထောက်ကူစာအုပ်မိမိရှိရောက်ဖို့ရဲ့အတွက်ကိုသင်တန်းကိုကြိုးပြီးတော့စောစောစီစီအပ်ထားစေချင်ပါတယ်နော်အဲ့တော့သင်တန်းကို9ရက်နေ့ February 9ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပါတယ်ဒါကြောင့်သင်တန်းတက်ရောက်မဲ့သူတွေဟာဆရာမရဲ့ Telegram မှာ join ပြီးတော့ဆရာမကိုသင်တန်းအပ်လို့ရတယ်လို့ပြောချင်ပါတယ်အဲ့တော့ဆရာမကသင်တန်းသားတွေကို February 9ရက်နေ့မှာဖွင့်လှစ်မဲ့ဆရာမရဲ့တိရစ္ဆကဇာတာအဟောပညာသင်တန်းမှာစောင့်ကြိုနေပါမယ်အားလုံးသင်တန်းမှာမိတ်ဆွေတို့နဲ့တွေ့ကြပါမယ်နော်အားလုံးကျမ်းမာချမ်းသာကြပါစေ